လက်ကောက်တွေကိုတထောင်စီရအောင်အပြည့်ဝစ်ချင်တဲ့ဒီဇိုင်းတွေလည်းထည့်လဲဝစ်ချင်တဲ့အရောတဲ့လက်ခလည်းပေးရမှာမလိုချင်ဘူးဆိုတဲ့သဲတွေအတွက်ဆိုလို့ရှိရင်ဒီလိုမျိုးအပြင်မှာလည်းအစ်စ်နဲ့လက်ရကာလာတစ်ထက်ထဲကျတဲ့လူမျိုးဒီဇိုင်းလေးတွေရှိရနော်ဒါလေးတွေကတော့ကာလာအကျန်းခံရိုးရရတဲ့အမြင်လိုက်ဒီဇိုင်းလေးတွေပါရှင်နော်ဒီဇိုင်းလေးတွေကအများကြီးပဲရှင်နော်တဲတို့ဒီဇိုင်းမျိုးစုံကြည့်ကျင်တဲ့တဲလေးတွေဆိုရင်တော့ဒီမှာဒီဗီဒီယိုလေးမှာမကဒီဇိုင်းလေးတွေမျိုးစုံတင်ပေးထားတယ်နော်ဒီဒီဇိုင်းလေးတွေကိုမှထပ်ပြီးတော့ကြည့်ကျင်သေးတယ်ဆိုရင်တော့အမရဲ့ဒီ TikTok မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါရှင်လက်ခုံကြီးတဲ့တဲလေးတွေအတွက်လက်ခုံကြီးတဲ့ဆိုတဲ့တဲလေးတွေအတွက်လက်ကောက်ကစိုက်အကြီးကြီးမဝစ်ချင်ဘူးလက်ခုံကြီးကလည်းအကြီးဖြစ်နေတယ်ဆိုတဲ့တဲလေးတွေအတွက်ဆိုရင်ဒီလိုမျိုးပတ်တာလက်ကောက်ကလေးလည်းရှိရရှင်နော်ပတ်တာလက်ကောက်ကလေးတွေကျတော့လက်ခုံကြီးတဲ့သူတွေအတွက်ဒီလိုမျိုးအဟာလေးတွေပါတဲ့လက်ကောက်ကလေးတွေကလက်ခုံကြီးတဲ့သူတွေအတွက်ဆိုရင်အရန်စင်ပြေတယ်ရှင်နော်ဒီပုံမှာတက်ထားတဲ့ဈေးနှုန်းလေးတွေကတော့အမှန်မဟုတ်ဘူးရှင်နော်အခုဒီလက်ကောက်လေးတွေဆိုရင်အပြင်မှာ2000ခွဲဖြစ်နေပြီရှင်ကဲတဲတို့ဘလို့ဒီဇိုင်းလေးကြိုက်လဲနော်ကြိုက်တဲ့ဒီဇိုင်းလေးရှင် screenshot ရိုက်အမရဲ့ဒီ TikTok မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်မှာယူနိုင်ပါတယ်ခရီးသွားရေးဝစ်မလားပွဲတက်ရေးဝစ်မလားဘယ်နေရာမှာပဲဝစ်ဝစ်ပေါ့ပေါ့ပပနဲ့ဝစ်ရတဲ့ပျောက်ကြလဲပူစရာမလိုတဲ့ဒီလိုမျိုးရိုးရတဲ့အမြင်လိုင်းလေးတွေရှိရရှင်နော်အခြားတစင်စာတစ်ဆက်စာလိုချင်တဲ့တဲလေးတွေတက်ဆိုရင်လည်းအခြားတစင်စာတစ်ဆက်စာတစုံစာလေးတွေကလည်းအများကြီးရှိရရှင်နော်ဒီဇိုင်းလေးတွေအများကြီးရှိရခြားဒီဇိုင်းလေးတွေရွေးချင်တယ်ဆိုရင်တော့ဒီ TikTok မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါရှင်နော်ဒါတစင်စာတစ်ဆက်စာဝစ်ချင်တဲ့တဲလေးတွေတက်ဆိုရင်ဒီလိုတစင်စာတစ်ဆက်စာလေးတွေတွဲပြီးထားတယ်ရှင်ကိုဝစ်မဲ့ဝစ်စားနဲ့ like color လေးတွေမျိုးစုံကြည့်ကျင်နေဆိုရင်တော့ဒီ TikTok မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါရှင်နော်ဒါလေးတွေကမြန်မာနိုင်ငံတွင်းကိုအိမ်ရောက်ငွေချေနဲ့ရပြီးတော့ထိုင်းမလေးစင်ကာပူအမေရိကနိုင်ငံထိပို့ပေးပါတယ်ရှင်နော်နိုင်ငံခြားကမှာယူခြင်းတဲ့သဲလေးတွေဆိုလို့ရှိရင်တော့အိမ်ရောက်ငွေချေမရပါဘူးရှင်နော်ငွေကျူလှည့်ရပါတယ်မြန်မာနိုင်ငံတွင်းကတော့အိမ်ရောက်ငွေချေရပါတယ်ရှင်လက်ကားယူရောင်းခြင်းတဲ့သဲလေးတွေတက်ဆိုရင်လည်းလက်ကားစီတည်တံ့ရှိပါတယ်နော်အမကိုမေးတယ်ဘယ်ကရောက်တာလဲဘယ်ကရောက်တာလဲဆိုတော့အမက online မှာတည်တံ့ရောက်ပါတယ်ရှင်နော်အပြင်မှာဆိုင်ဖွင့်မထားဘူး online မှာတည်တံ့ရောက်နေအိမ်ကိုလာဝယ်ခြင်းတဲ့သဲလေးတွေအမအိမ်နဲ့နီးတယ်ဆိုရင်မြို့နယ်တူတယ်ဆိုရင်တော့အမကတောင်းတကုံကပါရှင်နော်မစီမာကဆိုင်လို့ပစ္စည်းတွေကိုခင်းချင်းပြထားတာမဟုတ်တတ်တဲ့တဲတို့လိုချင်တဲ့ဒီဇိုင်းလေးတွေရှင် screenshot ရိုက်လာခဲ့ပါရှင်အဒီဇိုင်းလေးထုတ်ပြပြီးလို့ရပါတယ်ရှင်